မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော် TV ထဲမှာရှိတဲ့ data တွေကိုကျွန်တော်အချက်လက်တွေကိုဆွဲယူဖို့အတွက် select statement အကြောင်းရယ်အချက်လက်တွေကိုပြန်လည်ပြင်ဆင်ဖို့ edit statement အကြောင်းရယ်အချက်လက်တွေကိုဖျက်ပစ်ဖို့ delete statement အကြောင်းရယ်ကိုကျွန်တော်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်ပုံမှန်တိုင်းပဲ SQL Lite browser ကိုကျွန်တော်ဖွင့်လိုက်မယ်ဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်ဘာကိုဖွင့်မလဲဆို file ကိုနှိပ်မယ် open database ကိုဖွင့်လိုက်အရင်သင်ခန်းစာမှာdesktop ပေါ်က SQL Lite exercise မှာကျွန်တော် MyDB1 ဆိုပြီးတော့စေထားရှိဒီမှာကျွန်တော်ပထမဦးဆုံးကျွန်တော် table အသစ်စောက်ချင်တဲ့အတွက်အရင်သင်ခန်းစာမှာရှိတဲ့ table ကိုကျွန်တော် select ပေးမယ် select ပေးပြီးတော့ကျွန်တော် delete table ဆိုပြီးကျွန်တော်ဒီမှာဆိုရင်ကျွန်တော် user table ကျွန်တော်ပြတ်သွား okay ပြတ်သွားပြီဆိုကျွန်တော် table အသစ်ကျွန်တော်တည်ဆောက်လိုက်အဲ့အတွက်ကျွန်တော် execute SQL ကိုသွားပြီဆိုကျွန်တော်ဒီနေ့ပထမဦးဆုံးကျွန်တော်ဘာလုပ်ချင်လဲဆိုရင်ကျွန်တော်ဒီရေးမဲ့ SQL code ကိုကျွန်တော်စေ့ချင်ပါကျွန်တော်ဒီနေ့ lecture 3ဖြစ်တဲ့အတွက် exercise 3ဆိုပြီးတော့ကျွန်တော်စေ့ပထမဦးဆုံးဘယ်ကိုနှိပ်မလဲဆို save project ကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင် exercise 3ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ် dot တွေပါရင်တော့ဘာမှခံရမလို့အောက်မှာတော့ auto ကျွန်တော် default ပါပြီးသားဖြစ်တဲ့အတွက်ကျွန်တော် save ဆိုပြီးကျွန်တော်နှိပ်လိုက် okay ပထမဦးဆုံးကျွန်တော် user ဆိုတဲ့ကျွန်တော်ဒီ database structure ထဲမှာ user ဆိုပြီးတော့မရှိတဲ့အတွက်ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီမှာ SQL နှိပ်မယ် user ဆိုတဲ့ table တစ်ခုကျွန်တော်အသစ်ပြန်တည်ဆောက်လိုက်ဒါကတော့ database တည်ဆောက်တဲ့ code ပါ table နာမည်ရဲ့ user ဖြစ်တဲ့ column ဘယ်နှခုပါလဲဆိုရင်ကျွန်တော်တစ်ခုနှစ်ခုသုံးခုလေးခုငါးခု6ခု9ခုပါ ID ပါမယ် name ပါမယ် email ပါမယ် age ပါမယ် address ပါမယ် status ပါမယ်create as ဆိုပြီးတော့ပါမယ်ဒီဘေးမှာရှိတဲ့constraint တွေအကြောင်းတော့မပြောတော့ဘူးဟုတ်ပြီဒီ table လေးတစ်ခုတည်ဆောက်လိုက်program လေးrun လိုက်ပြီအောင်မြင်သွားပြီ database structure မှာကျွန်တော် user ဆိုတဲ့table တစ်ခုပေါ်မယ်browse ဒီမှာဆို ID name email age address status create as ဆိုပြီးတော့ရှိဟုတ်ပြီဒီမှာ data တွေမရှိသေးဘူးကျွန်တော် data sample 10ခုလောက်ကိုကျွန်တော်ထည့်လိုက်အဲ့အတွက်ကျွန်တော် execute SQL ကိုသွားမယ်ဒီကောင်ကြီးထပ် run နေရမလို့တော့ဘူးဆိုတဲ့အတွက်ကျွန်တော် command ပိတ်လိုက်ဒီမှာဆိုရင်ကျွန်တော်ဒီကောင်လေးနှိပ်လိုက်ရင်တော့ command ပိတ်သွားပိတ်ပြီဆိုကျွန်တော်အချိန်ကို tutor ရဲ့အနေနဲ့ကျွန်တော်ရေးပြီးသားကိုပဲcopy ပတ်ပေးလိုက်တော့ပြီးသွားရင်ကျွန်တော်ဒီ code ကိုsave ချင်တဲ့အတွက် save project ဆိုပြီးနှိပ်ထားတယ်ဟုတ်ပြီပထမဦးဆုံးကျွန်တော်ဒီ line ကိုကျွန်တော် run မှာဖြစ်တဲ့အတွက်ဒီကောင်ကို select ပေးလိုက်ရမပေးလိုက်ရနဲ့အောက်ဆုံးကနေထောက်မယ်ထောက်ပြီးသွားပြီဆိုတော့ကျွန်တော် run ကြည့်လိုက် run လိုက်တဲ့အခါမှာကျွန်တော် execution signal without error ဖြစ်တဲ့အတွက် browse database ကိုသွားလိုက်မယ်ဆိုရင်ကျွန်တော်၄ခုကြော်လတ်လတ်မြတ်မြတ်မောင်းမောင်းဆိုပြီးကျွန်တော်ပေါ်နေဟုတ်ပြီကြော်လတ်လတ်မြတ်မြတ်မောင်းဟုတ်ပြီအောက်ကိုလည်းကျွန်တော်ထောက်လိုက်ထောက်ပြီးသွားရင်တော့ဒီမှာ current line ကို run တာဖြစ်တဲ့အတွက်ထုံးနဲ့စုစုဝင်သွားရမှာပဲဖြစ်တယ်ဒီမှာထောက်လိုက်ပြီ run လိုက်ပြီဒီမှာဆိုရင်ထုံးနဲ့စုစုဝင်သွားဒီမှာဆိုထုံးစုစု okay ဒီအပေါ်ဟာလေးပါမှာဆိုတဲ့အတွက်ပိတ်ထားခြင်းနဲ့ပိတ်လို့ရတယ်ဒီကောင်ကိုလည်းပိတ်လို့ရတယ်ပိတ်လို့ပြီးသွားပြီဆိုအောက်ဆုံးကနေrun နေမှာ data ဆိုပြီးအောက်ဆုံးမှာပေါ်အောင်ဒီ browse data ပေါ်သွားလိုက်မယ် data ဆိုပြီးပါလာ okay ဒီနေ့ကျွန်တော်ထပ်ပြီးတော့အဓိကဆွေးနွေးမယ့်အကြောင်းအရာဘာလဲဆိုတော့ကျွန်တော် table ထဲမှာရှိတဲ့ data တွေကိုကျွန်တော်တို့ဘယ်လိုဆွဲထုတ်မလဲဆိုတာပဲဖြစ်ဒီမှာဆိုရင် table ထဲက10ခုရှိအဲ့10ခုလုံးကိုကျွန်တော်ဆွဲထုတ်ချင်တယ်ဆိုရင်select ဆိုတဲ့ statement ကိုသုံးရမှာပဲဖြစ်တယ် okay ပထမဦးဆုံးကျွန်တော်ဘာရေးမလဲဆိုတော့ STNACP select ဆိုပြီးတော့ရေးလိုက်မယ်ပြီးသွားရင် star လေးရေးလိုက် star ရေးတာဆိုတာဘာကိုပြောလဲဆိုရှိသမျှ column အားလုံးကိုကျွန်တော်ဆွဲထုတ်မယ်ဆိုပြီးပြောပြီးသွားရင် FRO က from ကကြတော့ database မှာဒီ table တွေအများကြီးရှိတဲ့အတွက်ဘယ် table ကဆွဲမှာလဲဆိုတော့ဘယ် table က data တွေယူမှာလဲလို့ပြောတယ်အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော် user ဆိုတဲ့ table ကနေယူမယ်ဆိုပြီးUSR user ဆိုပြီးဟုတ်ပြီဒီကောင်ကိုကျွန်တော် run ကြည့်လိုက် run လိုက်တဲ့အခါမှာဒီကောင်ကိုဒီဟာနဲ့ run လိုက်တဲ့အခါမှာဘာတွေပေါ်လာလဲဆိုတော့ဒီမှာမြင်တာထင်လား
ဒီပါတော့အဖြေကသက်ကဒီလေကဖောက်မှာကျွန်တော်တန်းပြီးပေါ်လာโอเคတန်းပေါ်လာတဲ့အခါမှာကျွန်တော်ဘာလုပ်ချင်လဲဆိုရင်ပထမတစ်ခုကျွန်တော်ကောလန်အကုန်လုံးမပေါ်ချင်ဘူးကျွန်တော်ပေါ်ချင်တာကျွန်တော် name ရယ် email ရယ် ATTR ရယ်ပဲတော့ပေါ်ချင်တယ်ဆိုဒီလိုလုပ်လို့ရလဲဆိုဟုတ်ပြီဒီကောင်လေးကိုတော့ command မှန်းလိုက်မှန်းပြီးသွား SENECT/ ဆိုပြီးရေးမယ်ကျွန်တော်ပေါ်ချင်တယ်ကျွန်တော်မြင်မြင်နဲ့ column name နေတယ်ကျွန်တော် ID ကိုမြင်မြင်နဲ့ name ကိုမြင်မြင်နဲ့ ATTR ကိုကျွန်တော်မြင်မြင်နဲ့ဆိုပြီးတော့ရေးလိုက်ရေးပြီးသွားပုံမှန်တိုင်းပဲ from USCRI user ဆိုပြီးတော့သိလိုက်တော့ program လေးကိုကျွန်တော်ပြန် run ကြည့်လိုက် run ကြည့်လိုက်တဲ့အခါမှာကျွန်တော်မြင်မြင်နဲ့ကျွန်တော် column 3ခုပဲကျွန်တော်ပေါ်နေတော့တာပဲဖြစ်ပါတယ် okay ဒီနေရာမှာကျွန်တော်ကတိတိကျကျဗျာကျွန်တော် ID 3ရှိတဲ့လူကိုပဲကျွန်တော်ပေါ်တင်တယ်ဆိုရင်ကျွန်တော်ဘာကိုထပ်သိရမလဲဆိုရင်ကျွန်တော် SQL မှာရှိတဲ့နော် where ဆိုတဲ့ statement အကြောင်းကျွန်တော်သိရမှာပဲဖြစ်ပါ where ဆိုတဲ့ statement ကိုသူကဘယ်လိုတွေနဲ့တွဲသုံးလဲဆိုရင်ကျွန်တော်ဒီ comparison operator တွေဖြစ်တဲ့ data နဲ့တွဲသုံး okay ဒီဟာလေးကိုကျွန်တော်ပိတ်ကြည့်လိုက်ဒီမှာဆိုရင်ကျွန်တော်ဘာနှိပ်မလဲဆိုတော့ SENECT/ ကျွန်တော်တွေ့ကျင်တာကကျွန်တော် ID 3 ID 3ကိုတွေ့ကျင်တယ်ဆိုတော့ ID 3က column အားလုံးကိုလို့ယူမယ်အဲ့တော့ star ပေးမယ်ပြီးသွားရင်ဘယ် table ရလဲuser ဆိုတဲ့ table က ID 3ကိုယူကျင်တာဖြစ်တဲ့အတွက်ကျွန်တော်ဘာရေးမလဲဆို where ဆိုတဲ့ statement ကိုရေးမယ်ပြီးသွားရင် comparison operator နဲ့သုံးမယ် ID က equal ကျွန်တော်က3နဲ့ညီတဲ့လူကိုပဲထုတ်မယ်ဆိုကျွန်တော်ဒီတိုင်းရေးလို့ရsave ဒီ run ကြည့်လိုက်မယ် run ကြည့်လိုက်ပြီဆိုရင်ကျွန်တော် ID 3နဲ့ညီတာတစ်ခုပဲရှိတဲ့အတွက်သူပဲထွက်လာမှာပဲဖြစ်ပါတယ် okay ထပ်ပြီးတော့ကျွန်တော် data တွေကိုဘယ်လိုစစ်ထုတ်ရင်ကောင်းမလဲဆိုပြီးတော့အပေါ်က select လေးကိုကျွန်တော်ဖွင့်ပြီးတော့ run ကြည့်လိုက် run ကြည့်လိုက်တဲ့အခါမှာကျွန်တော်ထပ်ပြီးတော့ဘာကိုစစ်ထုတ်ခြင်းလဲဆိုရင်အသက်ကျွန်တော်ကဥပမာ20နှစ်အထက်ကိုပဲလိုချင်တယ်18တွေမပါခြင်းဘူး18 15တွေမပါခြင်း20နှစ်အထက်ကိုပဲကျွန်တော်လိုချင်တယ်ဆိုရင်ဘယ်လိုစစ်ထုတ်လို့ရမလဲဆိုရင်ဒီမှာဆိုရင်ဒီကောင်လေးကျွန်တော်ပိတ်လိုက်တော့ပိတ်တော့မှ20နဲ့အထက်ပဲ SENECT/ column အကုန်လုံးယူမယ် from USCRI user where ဆိုပြီးတော့ရေးလိုက်ရေးပြီးသွားပြီဆိုရင်20နှစ်အထက်ဖြစ်တဲ့အတွက်20နှစ်အထက်တွေကအသက်တွေကဘယ်မှာတိမ့်ထားလဲဆိုရင်age ဆိုတဲ့ column မှာတိမ့်ထားအဲ့အတွက် age ဆိုတဲ့ column name ကိုရေးမယ်20နှစ်အထက်ဖြစ်တဲ့အတွက်ကျွန်တော် greater than လေးရေးမယ်ပြီးတော့20ဆိုပြီးတော့ရေးလိုက်အဲ့လိုမျိုးလေးကျွန်တော်ရေးလိုက်ရမှာrun ကြည့်လိုက်မယ် program ဒီမှာ run လိုက်မယ်ဆိုရင်20နှစ်အထက်တွေပဲကျွန်တော်ပါလာတော့ဒီမှာဆို ID 1 2 7 4 7 9 10ပဲပါလာဒီမှာဆိုရင် age ကိုကြည့်မယ်ဆိုရင်20နဲ့ကျွန်တော်အထက်တွေပဲဖြစ်တော့ okay ထပ်ပြီးတော့ကျွန်တော်ဒီ condition တွေကိုကျွန်တော်တခြားဒီ programming language တွေလိုပဲကျွန်တော် logical operator သုံးပြီးတော့ကျွန်တော်ဘာလုပ်လို့ရလဲဆိုရင်fit လို့ရပါတယ်ဒါကတော့ SQL data language မှာရှိတဲ့comparison operator တွေပါ equal ဆိုရင်ကျွန်တော်တခြား Python လိုမျိုး equal နှစ်ခုမရေးပါဘူးတစ်ခုနဲ့ပဲရေးလို့ရတယ်ဒီမှာဆိုရင်ကျွန်တော်အသုံးပြုပုံ where ဆိုပြီးတော့ဒါဆိုအသက်18နဲ့ညီတဲ့သူများကိုပဲကျွန်တော်ထုတ်ထားတာပဲဖြစ်တယ်မညီဘူးဆိုရင် not equal ကိုကျွန်တော်တို့ကအဲ့လိုမျိုးလဲရေးလို့ရတယ်နောက်ထပ်ဘယ်လိုရေးလို့လဲရလဲဆိုရင် less than greater than ကိုနှစ်ခုဆက်ပြီးတော့လဲကျွန်တော်ရေးလို့ရတယ်ဒီမှာဆို status ကိုresign က resign နဲ့မညီတဲ့လူတွေကိုကျွန်တော်ဆွတ်ထုတ်လို့ရပြီးတော့ဒီကတော့ပုံမှန်အတိုင်းပဲ greater than less than greater than equal less than equal ဆိုပြီးကျွန်တော်အသုံးပြုလို့ရတယ်ဒါအပြင်ကျွန်တော်ဘာတွေရှိလဲဆိုတော့ arithmetic operator တွေကလည်းကျွန်တော်တခြား programming language လိုပဲအပေါင်းအနှုတ်အမြောက်အစားပြီးတော့ modular operator ရာခိုင်နှုန်းဆိုပြီးတော့ကျွန်တော်ရှိပါတယ်ဟုတ်ပြီဒီကောင်လေးတွေကိုဝဲနဲ့သုံးပြီးတော့ကျွန်တော်ဘယ်လိုအသုံးပြုလို့ရမလဲဆိုတော့တစ်ချက်ကြည့်လိုက်ဟုတ်ပြီကျွန်တော်ဒီမှာဆိုရင်ကျွန်တော်နောက်ထပ်ဘယ်လိုလုပ်လို့ရလဲဆိုရင်ကျွန်တော်ဒီမှာဆိုရင်
state မှာကျွန်တော် active မဟုတ်တဲ့ data တွေနဲ့ကျွန်တော်အကုန်လုံးဆွဲထုတ်တယ် active မဟုတ်တဲ့သူအကုန်လုံးထွက်အဲ့ဒါဆိုရင်ကျွန်တော်ဘယ်လိုရေးလို့ရမလဲဆိုရင်ကျွန်တော်ဒီ command လေးကိုကျွန်တော်ပိတ်လိုက်မယ်ပိတ်ပြီးတော့ SENECT select ဆိုပြီးရေးမယ်အကုန်လုံးထွက်ချင်တာဖြစ်တဲ့အတွက် star လေးရေးမယ် from USCII user WAEI ပွဲဆိုပြီးတော့ရေးလိုက်ရေးပြီးသွားပြီဆိုတော့ state ကဘာလဲ active မဟုတ်တဲ့ဟာအဲ့ဒီတော့ကျွန်တော် colon STA state မဟုတ်တဲ့ဟာတွေကိုကျွန်တော် less than greater than နဲ့ရေးမှာရေးပြီးသွားပြီဆို ACTIV active ဆိုပြီးတော့ရေးလိုက်ပြီးတော့ program ကိုတော့ run ကြည့်လိုက်တဲ့အခါမှာတော့ဒီအောက်မှာအဲ့လို active တွေကြီးပဲတော့ထွက် active ဟုတ်တဲ့ဟာတစ်ခုမှမပါတော့အဲ့လိုမျိုးလဲကျွန်တော်သုံးလို့ရဟုတ်ပြီဒါအပြင်ကျွန်တော် logical operator တွေနဲ့တွဲပြီးတော့ဘယ်လိုသုံးမလဲဆိုတော့တစ်ချက်ကြည့်လိုက်ဒီမှာဆိုရင်ကျွန်တော်ဘယ်လိုရေးမလဲဆိုရင်ကျွန်တော်ရန်ကုန်သို့မဟုတ်ကျွန်တော်မန္တလေးနေပြည်တော်နဲ့ညီတဲ့သူတွေပဲကျွန်တော်ထွက်ချင်ဒီမှာဆိုရန်ကုန်သို့မဟုတ်နေပြည်တော်သို့မဟုတ်မန္တလေးအဲ့တော့ကျွန်တော် logical operator all သုံးပြီးကျွန်တော်ရေးလို့ရပါတယ်ဒီမှာဆိုရင် SENECT select တော့အကုန်လုံးထုတ်လိုက်မယ် FR1 from USCII user WAEI ဝဲဆိုပြီးရေးလိုက်ဟုတ်ပြီကျွန်တော်ခုနကရန်ကုန်မန္တလေးတွေကဘယ်မှာရှိလဲ ADDR ဆိုတဲ့ကျွန်တော် tree မှာရှိတဲ့အတွက် ADDR ဆိုပြီးတော့ရေးလိုက်မယ်ပြီးတော့ equal ဟိုဒီမှာဆိုရင်ဘာရေးမလဲဆိုရင်တော့ရန်ကုန်ဆိုပြီးတော့ရေးလိုက်ပြီးတော့ပြီဆိုရင်တော့ဘာရေးမလဲဆိုရင် all operator သုံးရမှာဖြစ်တဲ့အတွက် all ဆိုပြီးတော့ရေးလိုက်ပြီးတော့ပြီကျွန်တော် ADDR ဆိုပြီးတော့ရေးမယ်ဒီကောင်ကိုလည်းကျွန်တော်ဘာရေးမလဲဆိုရင်မန္တလေးမန္တလေးဆိုပြီးတော့ရေးလိုက်မယ်ပြီးတော့ပြီဆိုရင်ကျွန်တော် all ပေါ့ all operator တော့ရေးပြီးတော့ရင် ADDR ပဲတော့ရန်ကုန်နဲ့ကျွန်တော်ညီချင်တယ်ဒီမှာဆိုရင်ရန်ကုန်နဲ့ညီချင်တာဖြစ်တဲ့အတွက်ရန်ကုန်ဆိုပြီးတော့ရေးလိုက်ရန်ကုန်ဆိုပြီးတော့ရေးလိုက်ဟုတ်ပြီပြီးတော့ရင်တော့ဒီကောင်လေးတော့အဆက်လေးနှစ်ဆက်ချလိုက် program ကိုကျွန်တော် run ကြည့်လိုက်တဲ့အခါမှာကျွန်တော်ဒီမှာရန်ကုန်မန္တလေးတော့ပေါ်လာတော့ sorry ပါတော့ရန်ကုန်ရေးပြီးလာပြီဖြစ်တဲ့အတွက်ကျွန်တော်နေပြည်တော်ရေးလိုက်မယ်နေပြည်တော်ဆိုပြီးနေပြည်တော်ဆိုပြီးတော့ရေး program ကိုတော့ run ကြည့်လိုက်တဲ့အခါမှာနေပြည်တော်လည်းတစ်ခုပဲဖြစ်တဲ့အတွက်နေပြည်တော်ကလည်းတစ်ခုနေပြည်တော်နဲ့သက်ဆိုင်တဲ့ data တော့ရရှိမှာပဲဖြစ်ပါတယ်နောက်ထပ်ဘယ်လိုမျိုး fit လို့ရလိမ့်လဲဆိုရင် filter ဘယ်လိုမျိုးလုပ်လို့ရအသက်20လဲအသက်20ထက်လဲကြည့်ရမယ် active ဖြစ်နေတဲ့ status က active ဖြစ်နေတဲ့လူတွေကိုကျွန်တော်ထုတ်ချင်ဆိုရင်ဒီကောင်လေးကျွန်တော်ပိတ်လိုက်မယ်ဘယ်လိုရေးလို့ရမလဲဆိုရင်တော့ SENECT select တော့အကုန်လုံးထုတ်လိုက်မယ် FR1 from USCII FR1 from USCII user WAEI ဝဲဆိုပြီးတော့ရေးလိုက်မယ်အသက်က20ထက်ကြည့်ရမယ် age တော့20ထက်ကြည့်မယ် and ဆိုပြီးတော့ရေးလို့ရပြီးသွားပြီဆိုရင် status ကဘယ်လိုဖြစ်ရမှာလဲဆိုရင်ကျွန်တော် active ဖြစ်ရမယ် ACTIV active ဆိုပြီးတော့ရေးလိုက်ဟုတ်ပြီတော့ program ကိုတော့ run ကြည့်လိုက်တဲ့အခါမှာကျွန်တော်ဒီမှာ active လည်းဖြစ်တယ်အသက်ကလည်း20ကျော်တဲ့လူတွေပဲကျွန်တော်ထွက်တော့ရမယ်ဖြစ်တယ်ဒါကတော့ကျွန်တော်ဒီ query တွေကိုဘာလုပ်လဲဆိုရင်ကျွန်တော် filter ထောက်ပြီးတော့ရှာတာသတ်မှတ်တဲ့ condition နဲ့ကိုက်ရင်ဆွဲထုတ်တာအဲ့မှာflat statement ကိုသုံးပါဟုတ်ပြီဒီထဲမှာရှိတဲ့ data တွေကိုကျွန်တော်ပြန်ပြင်ရင်လည်းပြင်လို့ရပါဥပမာကျွန်တော်အောင်ကိုကျွန်တော်တို့ကအောင်ရဲ့ address မုံရွာကိုကျွန်တော်တို့ကပြင်နေတယ်သူ့ကိုကျွန်တော်ကမန်းလေးလို့ထားခြင်းတယ်ဆိုတော့ထားလို့ရโอเคဒီကောင်ကိုဘယ်လိုထားပထမဦးဆုံးကျွန်တော်တို့ကဘယ်သူ့ကိုရှာရမလဲဆိုရင်အောင်သူ့ရဲ့နာမည်ကကျွန်တော်အောင်ဖြစ်တဲ့အတွက်ကျွန်တော်
အောင်နဲ့ကျွန်တော်ရှာအဲ့တော့အရင်ဆုံးကျွန်တော်ဘာလုပ်ရမလဲဆိုရင် update ဆိုပြီးတော့ရေးမယ်ဒါပြင်နေတာဘယ် table ကိုပြင်မှာလဲ USERS user ဆိုတဲ့ table ကိုပြင်မယ်ပြီးတော့ set ဆိုပြီးတော့ရေး set ဆိုတဲ့ကောင်ကကျွန်တော်ဘာရှိမလဲဆိုပထမဦးဆုံး column name ရှိပြီးတော့ပြင်နေတဲ့တန်ဖိုး column name ကကျွန်တော် attr ကိုပြင်ပါ attr ကိုကျွန်တော်ဘာလို့ပြင်မလဲဆိုရင်ကျွန်တော်ကမန်းလေးလို့ပြင်ဒီမှာဆိုရင်အောင်ရဲ့မြို့နာမည်ကဘယ်လိုလဲအောင်ကမုံရွာကနေမန်းလေးလို့ပြင်มาဖြစ်တဲ့အတွက်ကျွန်တော်မန်းလေးဆိုပြီးတော့ရေးလိုက်မန်းတက်လေးဆိုပြီးတော့ရေးလိုက်ရေးပြီးသွားပြီဆိုရင်ပြင်မှာမန်းလေးဒါပေမဲ့ဘယ်သူပြင်မှာနာမည်ကအောင်နဲ့ညီတဲ့လူကိုပြင်မှာအဲ့အတွက် WAEI ဝဲကိုကျွန်တော်ဘာရေးမလဲဆိုရင် NANE name equal ကျွန်တော်ဘာရေးမလဲဆိုတော့အောင်ဆိုပြီးတော့ပြင်လိုက်ဟုတ်ပြီတော့ program လေးကိုတော့ run ကြည့်လိုက်မယ် run ကြည့်လိုက်တဲ့အခါမှာကျွန်တော် browse data ဆိုပြီးတော့တွားကြည့်လိုက်ဒီကောင်ကို refresh ပေးလိုက်မယ်ဒီမှာဆိုအောင်ကမန်းလေးဆိုပြီးတော့ဖြစ်သွားဒါကတော့ကျွန်တော်ဟုတ်ဒီတိုင်းတကယ်တမ်းတော့ဒီတိုင်းရေးရင်တော့အန်တယ်တော့များဘာဖြစ်လို့လဲဆိုတော့နာမည်ကအောင်ကတခုတည်းဖြစ်ချင်မှာဖြစ်မှာဒါပေမဲ့ကျွန်တော် unit ဖြစ်တဲ့ ID ကတော့ပြောင်းနေမှာID တွေကဘယ်တော့မှမထပ်ဘူးအဲ့တော့ကျွန်တော် ID နဲ့လည်းပြင်လို့ရဥပမာID 6ကိုကျွန်တော်ဘာလို့ပြင်မလဲဆိုစုနေရာမှာကျွန်တော်မတ်စုဆိုပြီးတော့ပြင်နေအဲ့ဒါဆိုရင်လည်းကျွန်တော်တို့ကပို့ပြီးတော့စင်ပြေတာပေါ့ ID နဲ့ပို့ရေးတော့အဲ့တော့ပထမဦးဆုံးကျွန်တော် update ဆိုပြီးတော့ရေးမယ် table နာမည်ရေးမယ်ရေးပြီးတော့ပြောင်းနေတာname ကိုပြောင်းနေတာသူက name စုနေရာမှာကျွန်တော်မတ်စုဖြစ်တဲ့အတွက်မစုဆိုပြီးတော့ကျွန်တော်ရေးမယ်ရေးပြီးသွားပြီဆိုရင် sorry ပါတော့ဒီမှာမတ်စုဆိုပြီးမတ်စုဆိုပြီးတော့ရေးပြီးသွားပြီဆိုရင်ကျွန်တော် ID နဲ့ရှာမှာဖြစ်တဲ့အတွက် where ဆိုပြီးရေးမယ် ID is equal to ကျွန်တော်ခုနကတော့ဘာပြောလိုက်ပါကျွန်တော် ID 6အဲ့မှာဖြစ်တဲ့အတွက်6ဆိုပြီးကျွန်တော်ရေးလိုက်ဟုတ်ပြီတော့ program လေးကိုတော့ run ကြည့်လိုက်သိလိုက်မယ် run လိုက်တဲ့အခါမှာ browse data ကိုတော့ပြန်ကြည့်တဲ့အခါမှာမတ်စုဆိုပြီးတော့ကျွန်တော်ဖြစ်သွားမှာပဲဖြစ်တယ်ဒါကတော့ကျွန်တော် update ပေးတဲ့ကျွန်တော်နေလမ်းပဲဖြစ်ပါတယ် data တွေကိုတော့ပြန်လည်ပြင်ဆင်နေရင် update statement ကိုသုံးတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ဘာဆွေးနွေးချင်လဲဆိုရင်တော့ဒီ browse data တွေမှာတော့ဒီ data ထဲမှာရှိတယ်တော့မလိုအပ်တဲ့ data တွေကိုကျွန်တော်ဖြတ်ချင်တယ်ဆိုရင်ကျွန်တော်ဘယ်လိုဖြတ်လို့ရလဲဆိုရင်တော့ delete ဆိုတဲ့ statement ကိုသုံးပြီးတော့ဖြတ်လို့ရတယ် okay အဲ့ဆိုရင်တော့ဖြတ်ကြည့်လိုက်ပထမဦးဆုံးကျွန်တော် delete ဆိုပြီးရေးမယ်ဒီ NAT delete ပုံမှန်တိုင်းပဲကျွန်တော် FR1 from ဆိုပြီးရေးမယ် table user နာမည်ကြီး table ကuser ဖြစ်တဲ့အတွက် user ရေးမယ်အဲ့ဒီနေရာမှာလုံးဝသတိထားရမှာတစ်ခုရှိပါdelete from user ဆိုပြီးရေးလိုက်ပြီးတော့အကုန်လုံးပြတ်သွားမှာအတိုင်းရေးလို့မရပါဘူးကျွန်တော်အပေါ်မှာလဲကျွန်တော်ဒီအပေါ်မှာလဲကျွန်တော်ဘာရေးရမလဲဆိုရင်ကျွန်တော် update လုပ်မယ်ဆိုရင်လဲကျွန်တော် Twitter ဝဲကလို့လေးခံပေးမှာအဆင်ပြေမှာပါတကယ်လို့ကျွန်တော် set မှာကျွန်တော် name နေရာမှာကျွန်တော်မောင်းဆိုပြီးကျွန်တော်ရေးလိုက်တော့ဒီတိုင်းရေးလိုက်မယ်ဆိုရင်နာမည်တွေအကုန်လုံးကမောင်းပြောင်းသွားမှာပါဒီကောင်ကသတိထားရမယ်တစ်ချက်သတိထားဘာဖြစ်လို့လဲဆိုရင်ဒီ web statement ကမခံဘူးဆိုရင်ကျွန်တော်ဥမာပြမယ်ဗျupdate ဒီမှာဒီကောင်ကိုကျွန်တော်ပိတ်ပြီးတော့ run ကြည့်လိုက်ဒီမှာဆိုရင် web လို့မခံထားတဲ့အတွက် name တွေအကုန်လုံးမောင်းပြောင်းသွားမှာ program ကို run လိုက် browse data ကိုတွားကြည့်မှဆိုအကုန်လုံးမောင်းဖြစ်တယ်အဲ့ဒါတော်တော်အန်နေများပါသတိထား delete လဲကျွန်တော်ဒီတိုင်းပဲဒီတိုင်းကြီးတွားရေးလို့မရပါဘူးအကုန်လုံးပြတ်သွားမှာအဲ့ဒီတော့ကျွန်တော်တို့ကဘယ်လိုရေးမလဲဆိုရင် delete fr1 from user as user ပြီးသွားပြီဆိုတော့ဖြတ်ချင်တဲ့ဟာ WAEI where ID ကျွန်တော်7နဲ့ညီတဲ့လူ7နဲ့ညီတဲ့လူကိုဖြတ်ချင်တယ်ဆိုပြီးတော့ပြောလိုက်program ကို
run လိုက်မယ် browse data မှာပြန်ကြည့်လိုက်မယ်ဆိုရင်56ဒီမှာဆို ID ခွန်မရှိတော့ပါဘူးဒီမှာ56ပြီးတော့ ID ခွန်မရှိတော့ပါဘူးဘာလို့လဲဆိုတော့ဖြတ်လိုက်လို့ပဲဖြစ်ပါတယ်ဒီမှာဆိုရင်လည်း workload ကိုကိုယ့်အနေနဲ့ကိုအဆင်ပြေတဲ့ statement တွေပေါ်မှာမူတည်ပြီးတော့ကျွန်တော် workload web statement ကိုသုံးပြီးတော့ရေးလို့ရပါတယ်ပြီးတော့ရင်ဒီ program လေးကိုကျွန်တော် save လိုက်မယ် save project လုပ်မယ်ဒါဆိုရင်ကျွန်တော်ဒီ exercise 3နဲ့ဒီ code တွေဖြည့်ပြီးသားပဲဖြစ်သွားမှာဖြစ်ပါတယ်ကျွန်တော်ဆွေးနွေးချင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ